မျက်လုံးမိတ်ထားတော့လှတယ်လို့ထင်ရတဲ့ eyeliner မျက်လုံးဖွင့်လိုက်တော့ဘာလို့မလှတော့တာလဲချစ်တို့ရောဒီလိုမျိုးဖြစ်ပူကြရမလားအဲ့ဒါဘာလို့လဲဆိုရင်ဒီလိုမိုနိုလစ်သမားဖြစ်နေလို့ပါဒါဆိုရင်စောင်းတို့လိုမိုနိုလစ်သမားတွေအတွက်ဒီလို eyeliner ဆွဲနေလှလေးကိုစောင်းကဒီနေ့ပြပြပေးသွားပါမယ်Step 1အနေနဲ့မိမိစိတ်တိုင်း eyeshadow ဖြော့ဖြော့လေးတရားကိုမျက်ခုံတစ်ပြင်လုံးကိုခြေပေးရပါမယ်Step 2အနေနဲ့ကတော့ပထမအယောင်ထပ်ပိုရင်းတဲ့တရားကိုယူပြီးတော့မျက်လုံးမိတ်လိုက်ရင်မပေါ်ရဲ့နေရာကနေပြီးတော့မျက်လုံးဖွင့်လိုက်ရင်မပေါ်တပေါ်လေးဖြစ်နေတဲ့အထိကိုခြေပေးပါမယ်။ liner ဆွဲမယ်နောက်ထောင်လေးကိုလည်းဆွဲထုတ်ပြီးတော့ခိုင်လိုင်းလေးပေးခဲ့ပါမယ်။ Step 3အနေနဲ့ကတော့ခြေ liner လေးနဲ့ကိုယ့်ရဲ့မျက်လုံးလမ်းကြောင်းလေးအတိုင်းဆွဲပြရမှာပဲဖြစ်ပါတယ်။အပေါ်ကိုထောင်တက်ပြီးတော့ဆွဲသွားတာမျိုးမဟုတ်ဘဲနဲ့တဘာဝကြကြကိုယ့်ရဲ့မျက်လုံးဒီလမ်းကြောင်းလေးအတိုင်းပဲဖြည့်ပြီးတော့ဆွဲပြရမှာပဲဖြစ်ပါတယ်။နောက်တစ်ခါပြန်ပြောပြမယ်နော်။မျက်လုံးလမ်းကြောင်းလေးအတိုင်းရပေးမယ်ပြီးတော့မှပေါ်လာတဲ့အရာလေးတိုင်းအထဲကိုဖြည့်ပေးလိုက်မယ်။အဆွဲလေးကဒုံးတိလေးဖြစ်နေရဆိုရင်အနောက်ကိုနည်းနည်းလေးဆွဲထုတ်ပေးလိုက်ပါမယ်။အရန်လွယ်နော်မျက်လုံးဖွင့်ပြီးတော့အရာပေးမယ်။အရာပေးလိုက်တဲ့အခါမှာမျက်လုံးမိတ်လိုက်ရင်သူဖြည့်ရဆွဲရမယ့်နေရာလေးပေါ်လာရဲ့အဲ့နေရာလေးကိုဖြည့်လိုက်မယ်ပြီးတော့မှအချွန်လေးဆွဲထုတ်လိုက်မယ်ဒါဆိုရင်ရပါပြီStep 4အနေနဲ့ကတော့ပထမသုံးထားတဲ့ eyeshadow အရောင်ရှင်လေးကိုဆွဲထားတဲ့ liner ပေါ်လေးမှာ blend ပေးရမှာပဲဖြစ်ပါတယ်။ liner တစ်ချောင်းလုံးကို blend ပေးတာမျိုးမဟုတ်ဘဲနဲ့ eyeshadow နဲ့ liner လေးဆက်နေတဲ့နင်းချောင်းလေးကိုပဲ blend ပေးမှာပေါ့နော်။နောက်ဆွဲလေးချွန်လေးဖြစ်နေအောင်တစ်ခါနဲ့ဆွဲထုတ်ပေးခဲ့ပါတယ်။ Step 5အနေနဲ့ကတော့ liquid liner လေးနဲ့ဝင်းစင်အောက်အနားလေးကိုပဲမတိမတာလေးဆွဲပြရပါဒီလိုဆွဲပြခြင်းအပြင်ပို့ပြီးတော့ fade out ဖြစ်သွားတဲ့ effect လေးရစေပါတယ်ပြီးရင်တော့မျက်တောင်လေးကမျက်တောင်တူလေးတက်ပြီးတော့အားလုံးပြီးသွားတဲ့ look လေးနဲ့ပြန်လာခဲ့ပါမယ်အခုကြည့်နေတဲ့သူတွေထဲမှာရော eyeliner ဆွဲတိုင်းလွယ်နေလို့စိတ်ညစ်နေရတဲ့သူဘယ်နှယောက်တောင်ရှိလဲအချက်ချင်းအားပေးလို့ရအောင်မှတ်မိခဲ့အောင်နော်ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်စောင်း like and follow လေးလုပ်ပေးခဲ့ပါအောင်နော်